over eating ဆိုတဲ့ဒိဗ်ပြမင်းတို့ဝါလုံယောဂလို့ခေါ်မှာပေါ့ဝါလုံယောဂဆိုရင်မင်းတို့ ဟုတ်ကဲ့ဆရာ ဟဲ့ငါကားပြောနေပြမျိုးရအဲ့မင်းဒါလူမွေးနားမလဲ ဟုတ်ကဲ့ဆရာတောင်းပါပါဆရာတောင်းပါပါဆရာဟုတ်ကဲ့ ဝါလုံယောဂဆိုရင်ဒါစီးကြိုလို့ဘာညာရနိုင်ဒါခန္ဓာကိုယ်ထဲမှာဂလူးကိုညာတင်းတင်းဆိုပြီးတော့ဘိုင်းရီပြော ဆရာစီးကြိုကဘယ်လိုဖြစ်တာလဲဆရာ စီးကြိုကအဲ့လိုအချင်းနေသားရင်ဖြစ်တယ်စီးကြိုကအဆက်တွေဘာညာစားစီးကြိုဖြစ်တယ်ခန္ဓာကိုယ်ထဲမှာတူကအဲ့လိုပေါ့နောက် ဆရာစီးကြိုကအချိုတွေစားလို့ဖြစ်တာပါဘယ်ကအဆက်ကပါလား မရဆရာလားငါဆရာ အော်ဘာဘူးဆရာပါ ငါပေါက်လာနော်ငါပေါက်လာနော် ကြောက်ပါရဲ့ဆရာကြောက်ပါရဲ့ဩဆရာလေဇို့ပဲဟုတ်တယ်ကျွန်တော်ကဒီတိုင်းမေးတာဆရာဟုတ်တယ်ဘာလဲမသိ မင်းပါစာတင်တော့ရတယ်နားမပါအဲ့တော့စာတင်တော့တယ်နားမပါအဲ့တော့ပြောတော့တယ်မင်းတော့ပြီးတလုံးမှမရအဲ့ဒါနဲ့ညာကြားတော့ညီတော့လုံနေလှုပ်လို့ရတယ်မထင်လားရ